ထဲတုံးတဲ့တူတွေအတွက်တုံးကြည့်ပြီး free တုံးနည်းလေးကိုကျွန်တော်ဒီနေ့တင်ဆက်ပေးတော့မှာဖြစ်ပါတယ်နော်မိတ်ဆွေများဒီထဲတုံးတဲ့တူတွေကိုMP ကိုဘယ်လို free နဲ့ယူရမှာလဲဆိုတာကိုကျွန်တော်ဒီနေ့တင်ဆက်ပေးတော့မှာဖြစ်ပါတယ်နော်ဒီဘယ်လိုလုပ်ရမှာလဲဆိုတာကိုကိုယ့်ရဲ့ဖုန်းထဲမှာဝင်လိုက်ပေါ့နော်ကဲဝင်ပြီးသွားလို့ရှိရင်ကျွန်တော်နေတဲ့တလူမျိုးကိုလိုက်နေလိုက်ပေါ့နော်စတာ140ပေါ့နော်စတာ140စတာ1ခွန်ပေါ့နော်1ခွန်4ပေါ့နော်စတာ140စတာ1ခွန်4ပေါ့နော်နောက်ပြီးလို့ရှိရင် hash ပေါ့နော်ဒီကနန်း6လုံးကိုနေရမှာဖြစ်ပါနော်စတာ140စတာ1ခွန်4ပေါ့နော်ဒီနေပြီးသွားလို့ရှိရင်ဒီ hash ကိုခံရမှာဖြစ်ပါနော်ဒီနေပြီးသွားလို့ရှိရင်ဒီ call ဆိုတာလေးကိုတစ်ချက်နေလိုက်ပေါ့နော်ဒီနေပြီးသွားလို့ရှိရင်message ကိုကြာလာမှာဖြစ်ပါနော်message ကိုဝင်ကြည့်လိုက်ပေါ့နော်တူတူကိုပြလာမှာဖြစ်ပါနော်ဒါကတော့ကိုယ့်ရဲ့ဖုန်းနံပါတ်ကိုတစ်ခါပဲနေရမှာဖြစ်ပါနော်ဒါကတူတူ free ပေးတာပေါ့နော်ကုတ်ထဲမှာတူတူရေးထားပါနော်ကိုက 3GB ကိုရမှာဖြစ်ပါနော်ဒီ 3GB ကိုဘယ်လိုရတာလဲဆိုတာကိုတုံးနေတဲ့ကတ်ကိုတူတူကfree နဲ့ပေးတာပေါ့နော်ကိုရဲ့တုံးနေတဲ့ကတ်ကတစ်ခါပဲရတာပေါ့နော်နှစ်ခါသုံးခါနေရင်ကြတော့မရဘူးနော်ကိုတုံးနေတဲ့ကတ်ကတစ်ခါပဲရတာပေါ့နော်မိတ်ဆွေများကိုကတစ်ခါမှမနေဘူးဆိုရင်ကျွန်တော်ပြထားတဲ့တလူမျိုးကိုလိုက်နေလိုက်ပေါ့နော်ဒါကရတာပေါ့နော်ဒီစတာ140စတာ1ခွန်4 hash ပေါ့နော်နေပြီးတော့ဒီ call ဆိုတာလေးကိုနေုံပဲပေါ့နော်ကျွန်တော်ကနေပြီးတော့ပဲနော်နောက်ထပ်တစ်ခါနေလို့ရှိမရတော့ပါဘူးเนาะဒါကတော့သူတို့ကတစ်ခါပဲပေးနေတာပေါ့နော်မိတ်ဆွေများဖုန်းထဲမှာတစ်ခါမှမနေဘူးဆိုရင်ကျွန်တော်ပြထားတဲ့တလူမျိုးကိုလိုက်လိုက်ပေါ့နော်ဒါကတကယ်ရတာပေါ့နော်မိတ်ဆွေများမယုံရင်ကျွန်တော်ပြထားတဲ့အတိုင်းကိုလိုက်စမ်းကြည့်လိုက်ပေါ့နော်